အမျိုးသားကသူ့ရဲ့ Wi-Fi စကားဝက်ကိုမမျှော်လင့်ပဲပြောင်းလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲလူခေါ်ခေါင်းလောင်းတန်မြည်လာပါတယ်သူစကားတစ်ခုမှတော့မပြောရသေးပါဘူးအိမ်ကြီးချင်းအတော်ကြီးကအင်တာနက်ဖြတ်လိုက်တာလားဆိုပြီးဒေါသတာကြီးနဲ့မေးခွန်းထုတ်ပါတော့တယ်သူမကကျွန်တော်မြေးလေးစာလုပ်နေတာအင်တာနက်မရှိရင်အာယုံဆိုင်လို့မရဘူးလို့ပြောပြီးအင်တာနက်ကိုချက်ချင်းပြန်ဖွင့်ပေးဖို့တောင်းဆိုပါတယ်အမျိုးသားကပြန်ပြောမလို့လုပ်နေတော့ရုတ်တရက်တံပြန်တိုက်ခိုက်ရေးစနစ်တစ်ခုပေါ်လာပါတယ်အဲ့ဒီစနစ်ကတကယ်လို့သူသားအဲ့ဒီအတော်ကြီးကိုမောင်းထုတ်နိုင်ရင်ဒေါ်လာ1 တန်းရမယ်လို့ပြောပါတယ်ပတ်စံတွေအများကြီးကိုမြင်လိုက်ရတဲ့အခါအမျိုးသားကအတော်ကြီးကိုတနာညာတာမှုမရှိပဲစတင်စုပူပါတော့တယ်သူကဒီကေပဲကျိုးကသူ့အိမ်ကကျိုးဖြစ်ပြီးမျှဝေ30အကြောင်းမရှိဘူးပြီးတော့သူမရဲ့မြေစာလုံးမလုံးသူ့ကိစ္စမဟုတ်ဘူးလို့ပြောလိုက်ပါတယ်တကယ်လို့ပြဿနာထက်လာရှာရင်ကျူးကျော်ဝင်ရောက်မှုနဲ့ရဲခေါ်လိုက်မယ်လို့လည်းပြောလိုက်ပါတယ်အဲ့ဒီလိုပြောပြီးတာနဲ့သူမကိုချက်ချင်းနှင်ထုတ်လိုက်ပါတယ်အိမ်ကြီးချင်းအတော်ကြီးလည်းသူ့ရဲ့မာနကြီးတဲ့အပြုမှုကိုမြင်ပြီးထွက်သွားရုံကလွဲလို့ဘာမှမလုပ်နိုင်ခဲ့ပါဘူးအမျိုးသားကဂိမ်းစော်ရင်တိုက်ရိုက်ထုတ်လွှင့်မှုကိုဆက်လုပ်နေပါတယ်ဒါပေမဲ့သူ့အပျော်ဆုံးအချိန်လေးမှာပဲအိမ်ကြီးချင်းအတော်ကြီးကကက်ကြီးတစ်လက်နဲ့အိမ်ထဲဝင်လာပါတယ်သူမကဘာမှမပြောဘဲအင်တာနက်ကြိုးကိုညှက်ဖြတ်လိုက်ပြီးအင်တာနက်လွှင့်ဆက်ကိုပါဒေါသတကြီးနဲ့ရိုက်ခွဲဖျက်ဆီးပစ်လိုက်ပါတယ်အမျိုးသားလည်းအကြီးအကျယ်မင်းတက်သွားပါတယ်အဲ့ဒီနောက်အိမ်ကြီးချင်းအတော်ကြီးကအရန်ကိုဂုံယူဝင်ကြွားစွာနဲ့ထွက်သွားပါတော့တယ်သူမမသိခဲ့တာကတိုက်ရိုက်ထုတ်လွှင့်မှုကအဲ့ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုမှတ်တမ်းတင်ထားတယ်ဆိုတာပါပဲဒါကြောင့်အမျိုးသားကချက်ချင်းရဲတိုင်ကိုဆုံးဖြတ်လိုက်ပါတယ်ရဲစခန်းကိုရောက်တဲ့အခါရဲတွေကိုအဲ့ဒီဗီဒီယိုမှတ်တမ်းကိုပြလိုက်ပါတယ်ရဲတွေကအဲ့ဒါကိုမြင်ပြီးဒေါသထွက်သွားကအိမ်ကြီးချင်းအတော်ကြီးကိုရဲစခန်းစီလာဖို့ချက်ချင်းဖုန်းဆက်ခေါ်လိုက်ပါတယ်ဒါပေမဲ့ဖုန်းလက်ခံရရှိတဲ့အခါအတော်ကြီးကအမျိုးသားရဲ့အပြစ်လို့ထင်ပြီးသူ့ကိုထပ်ပြီးဆဲဆိုကဖုန်းချပစ်လိုက်ပါတယ်အဲ့ဒါကရဲတွေကိုပို့ပြီးဒေါသထွက်စေခဲ့တဲ့အတွက်သူတို့အတူတူသွားရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်မကြခင်မှာပဲရက်ကွက်အဝင်ဝကိုရောက်သွားပြီးအတော်ကြီးပြန်လာတဲ့အချိန်နဲ့အတိအကျသွားဆုံပါတယ်အမျိုးသားကိုရဲတွေနဲ့အတူတွေ့လိုက်ရပေမဲ့သူမကကိစ္စရဲ့ကြီးလေးမှုကိုသတိမထားမိပဲသူ့ကိုစက်တိုက်ဆွဆွဲနေပါတော့တယ်အဲ့ဒီအခါရဲတွေကသူမကိုဗီဒီယိုမှတ်တမ်းပြလိုက်ပြီးတပားသူရဲ့ပိုင်ဆိုင်မှုကိုဖျက်ဆီးတဲ့တန်တရားနဲ့သူတို့နောက်ကိုလိုက်ခဲ့ရမယ်လို့ပြောပါတယ်အဖမ်းခံရမယ်ဆိုတာကိုကြားလိုက်ရတဲ့အခါသူမစတင်ကြောက်လန့်လာပြီးကျွန်တော်အင်တာနက်လွှင့်ဆက်အတွက်ရော်ကြေးပေးပါမယ်လို့ပြောပါတယ်အမျိုးသားကပြေစာကိုချက်ချင်းထုတ်ပြလိုက်ပါတယ်အဲ့ဒါကဒေါ်လာ18000တန်နဲ့ဆိုတာကိုမြင်လိုက်ရတဲ့အခါအတော်ကြီးကအကြီးကျယ်မှင်တက်သွားပါတယ်ဒါပေမဲ့အဖမ်းမခံရဖို့အတွက်သူမကစကားနားထောင်ပြီးပေးလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာသူမကနောင်ကြရင်ရှင်ကျွန်တော်ကိုပြန်ပြီးပေးဆက်ရမယ်လို့ချိန်ချောက်ပါသေးတယ်အဲ့ဒါကြောင့်အမျိုးသားကပြစ်ဒဏ်ကမလုံလောက်သေးဘူးလို့ခံစားလိုက်ရပြီးကျူးကျော်ဝင်ရောက်မှုအတွက်ပါချက်ချင်းအေးအေးယူပေးဖို့တောင်းဆိုလိုက်ပါတယ်ရဲတွေကကျူးကျော်ဝင်ရောက်မှုကထောင်ဒဏ်3နှစ်အထိကြာခံရနိုင်တယ်လို့ရှင်းပြပါတယ်အတော်ကြီးကအဲ့ဒါကိုကြားတဲ့အခါလုံးဝထိတ်လန့်သွားပြီးကျွန်တော်ရော်ကြေးဘယ်လိုပေးရမလဲလို့ချက်ချင်းမေးပါတော့တယ်အမျိုးသားကသူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကနေရတဲ့တနေ့စာဝင်ငွေကိုရော်ကြေးပေးဖို့ပြောပါတယ်အဲ့ဒီနောက်သူ့ရဲ့အနည်းဆုံးတနေ့စာမှတ်တမ်းဖြစ်တဲ့ဒေါ်လာ2500ကိုပြလိုက်ပါတယ်ဒါပေမဲ့အတော်ကြီးကအဲ့ဒါကိုမြင်ပြီးဒေါသထွက်သွားပါတယ်သူမကဒါကလုံးဝမဖြစ်နိုင်ဘူးရှင်ကတလလုံးမှာအကောင်းဆုံးရတဲ့နေ့ကိုပြနေတာတေချာတယ်ကျွန်တော်တို့တလစာပြန်မြကိုပဲတွက်ကြတာပေါ့လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲစနစ်ကနေပေးတဲ့ဒေါ်လာ1 တန်းကဘဏ်စရင်းထဲကိုဝင်လာပါတယ်အမျိုးသားကအဲ့ဒါကိုမြင်ပြီးချက်ချင်းဝမ်းသာသွားပါတယ်အခုဆိုရင်လစဉ်ပြန်မြဝင်ငွေကပိုပြီးတောင်များသွားပါပြီရဲတွေကစရင်းကိုချက်ချင်းစစ်ဆေးကြည့်လိုက်တဲ့အခါဒေါ်လာ1 တန်းကျော်ရှိနေတာကိုတွေ့လိုက်ရပါတယ်အိမ်ကြီးချင်းအတော်ကြီးကတော့အကြီးကျယ်မှင်တက်သွားပါတယ်သူမကကျွန်တော်ဒေါ်လာ2500ကိုပဲပြန်ပေးပါရစေလို့တောင်းပန်ပေမဲ့အမျိုးသားကပြက်ပြက်တသားပဲညှင်းဆိုလိုက်ပါတယ်အရာအားလုံးကသူမရဲ့အမှားကြောင့်ဖြစ်ရတာပါလို့သူကပြောပါတယ်တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်အတော်ကြီးဟာသူမရဲ့ဘဏ်ကတ်နဲ့ပဲပေးချေလိုက်ရပါတော့တယ်အိမ်ကိုပြန်ရောက်တဲ့အခါအမျိုးသားကနောက်ထပ်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကိုစတင်လိုက်ပါတယ်ပြီးတော့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုပြည်သက်တွေကိုပြန်လည်ပြောပြနေပါတော့တယ်